ကုန်းမောင်ခေရဲ့လှုပ်ဝံဆက်ညက်ကပါကြောင်းမဖွဲ့တရတဲ့စီမြကုန်းမောင်ခေရဲ့နည်းနည်းတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းတစ်ရက်ကိုဒီနေ့မှာတင်ဆက်ပေးသွားမှာပါအဲ့ဒါကတော့ဒုခေတ်ကာလလူတွေထူးယုံကြည်ခဲ့ကြတဲ့ကြောင်းမဖွဲ့တရတဲ့စီတွေအကြောင်းပဲဖြစ်ပါတယ်ကုန်းမောင်ခေလူမှုဖွဲ့စည်းတဲ့တရယုံကြည်မှုကုန်းမောင်ခေလူတို့ဟာတဘာဝလွန်ဖြစ်ရတဲ့ပေါ်အခိုင်အမာယုံကြည်ခဲ့ကြပါတယ်တေဆုံးသူတွေရဲ့ဝိညာဉ်တွေဟာလောကမှာဆက်လက်တည်ရှိနိုင်ပြီးလူတွေကိုကောင်းတာရောဆိုးတာပါပြုလုပ်နိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ရွာတွေတောတောင်တွေနဲ့တမိုင်းဝင်နေရာဟောင်းတွေမှာတရေဘလူးနဆိုးတွေရှိတယ်ဆိုတဲ့ယုံကြည်ချက်ဟာလည်းအလွန်အားကောင်းခဲ့ပါတယ်။နန်းတော်တွင်တရေများနန်းတော်ကြီးဟာလည်းတရေလျှောက်တဲ့ဇလန်းတွေနဲ့ကင်းကွာခဲ့ဟန်မတူပါဘူး။နာကျင်စွာတည်ဆုံးခဲ့ရတဲ့ဘရင်တွေမိဖုရားတွေမင်းသားမင်းသမီးတွေရဲ့ဝိညာဉ်တွေဟာနန်းတော်ရဲ့နေရာအနှံ့အလက်တွေသွားလာနေတယ်လို့ဆိုကြပါတယ်မပြီးဆုံးသေးတဲ့ကိစ္စတွေကြောင့်လောကအောင်ဆုံးခွာနိုင်သေးဘူးလို့တချို့ကယုံကြည်ကြပါတယ်။ဥပမာကျွန်တော်တို့ကြားဘူးတဲ့ဥစ္စာဆောင်တွေလိုမျိုးပေါ့ဗျာ။ညဘက်တွေမှာထူးဆန်းတဲ့အတန်တွေကြားရတာလူရိပ်တွေမြင်ရတာစတဲ့ဖြစ်ပျက်တွေဟာနန်းတော်နဲ့ဆက်ဆက်တဲ့တရေလျှောက်တဲ့ဇာတ်လမ်းတွေထဲမှာအများဆုံးပါဝင်ပါတယ်။စစ်မြေပြင်ကတရေများကုန်းမောင်ခေဟာစစ်ပွဲတွေနဲ့ပြင်းပြနေတဲ့ခေတ်တစ်ခုဖြစ်ပြီးအသက်ပေးဆက်ခဲ့ရတဲ့စစ်တီများပြားရှိခဲ့ပါတယ်။စိတ်မချမ်းမြေ့စွာနဲ့တည်ဆုံသွားတဲ့စစ်တီတွေရဲ့ဝိညာဉ်တွေဟာစစ်မြေပြင်ဟောင်းတွေမှာတရေအဖြစ်ကျန်ရစ်ခဲ့တယ်လို့ဒေသခံတွေကယုံကြည်ကြပါတယ်။ညဘက်တွေမှာစစ်ကြီးတပ်တန်းတွေလက်နက်တန်းတွေကြားရတယ်လို့လည်းဆိုကြပါတယ်။တချို့ဒေသတွေမှာတော့စစ်သူရဲကောင်းတွေရဲ့ဝိညာဉ်တွေဟာနေမီကိုစောင့်ရှောက်နေတယ်လို့လည်းယုံကြည်ကြပါတယ်။ရွာတွေနဲ့တောတောင်တွေကတရေများရွာတွေနဲ့တောတောင်တွေထဲမှာလည်းအမျိုးမျိုးထူးဆန်းတဲ့တရေဘလူးတွေရှိတယ်လို့ကုန်းမောင်ခေလူတို့ကယုံကြည်ခဲ့ကြပါတယ်။မတရားသိဆုံးခဲ့ရသူတွေအဆောင်ရှောက်မဲ့သူတွေရဲ့ဝိညာဉ်တွေဟာတရေဘဝကိုရောက်ရှိပြီးလူတွေကိုချောင်းလန့်တတ်တယ်လို့လည်းဆိုကြပါတယ်။တချို့တရေတွေကလူတွေကိုလှမ်းမပို့တာလှည့်သားတာတွေလုပ်တတ်ပြီးတချို့ကတော့ဒေါသကြီးပြီးအနေပေးတတ်တယ်လို့လည်းယုံကြည်ကြပါတယ်။တရေယုံကြည်မှုရဲ့အရေးပါမှုကုန်းမောင်ခေမှာတရေတစီတွေယုံကြည်မှုဟာလူမှုဖွဲ့စည်းအတွက်အရေးပါတဲ့ခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။ဒါဟာလူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုထိန်းညှိပေးတဲ့အစဉ်အလာတွေကိုထိန်းသိမ်းတဲ့ရန်ရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။တရေပုံမြင်တွေဟာလူတွေကိုကြောက်ရွံ့စေုံသာမကတတိပေးတဲ့အနေနဲ့လည်းအသုံးပြုခဲ့ကြပါတယ်။ကုန်းမောင်ခေရဲ့တရေတစီတွေကြောင့်ဒီတင်ဆက်မှုကအပိတ်သက်ကိုဘူးသူရနဲ့စိတ်ဝင်စားတရားတွေပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။နောက်လည်းဒီလိုစိတ်ဝင်စားတရားကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါစို့။ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ဖို့လည်းကျွန်တော်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။